နောက်သွေးကြောပေါက်လို့ခွဲတယ်ဆိုပြီးတော့တဲ့ခွဲကန်းနဲ့ခေါ်သွားတော့တဲ့ပြန်ထွက်လာတော့တဲ့ကရုံးကြီးဖြစ်နေတာတော့တဲ့ငါမှသမင်းတွေဖြတ်ယူထားတာပါအေးတဲ့ငါမပြောချင်တော့ပါဘူးတဲ့ယောက်ကတဲ့သူများအတွဲတွေကတော့လက်ချင်းချိတ်ပြီးတော့တော့သေကြတာပေါ့နော်နင်တို့လင်မယားနှစ်ယောက်ကလက်ချင်းချိတ်ခဲ့တာမဟုတ်ဘူးတဲ့ဖင်ချင်းချိတ်ပြီးတော့သေခဲ့ကြတာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပတ်ဝန်းကျင်ဟာတာဗီဒီယိုတွေ reaction လုပ်ဖို့တော့မှာမို့ကျွန်တော်တို့အတူ live ပါကြည့်ဖို့ဖိတ်ခေါ်ပါတယ်လူနာဆောင်နေရအတင်းပြောနေကြတာသူကလည်းသူတို့စုဖွဲ့ပြီးတဲ့အခါကျတော့ကိုကအဲ့တုန်းကအလုပ်တင်ဆရာဝန်ဘွားဖျားနာယုံမှာကြာနေတာလုပ်တင်ဆရာမန်းလေးပြည်သူစေယုံကြီးမှာအဲ့ကိုကချင်းမောင်းစားခြင်းလို့ဆိုပြီးမယောင်မလဲနဲ့အဲ့နားလေးမှာသွားပြီးထိုင်စားတယ်ကို့ကိုဆရာဝန်မန်းလည်းမသိဘူးသူတို့ကနော်အဲ့ဘေးအပေါ်ထက်ကနေမှာပေါ့အပေါ်ထက်ကအုံနောက်နဲ့အာရုံကျော်ခွဲစိတ်ရှိတာဟုတ်ဟိုဘက်အချမ်းကြတော့အပေါ်ထက်ဟိုဘက်ချမ်းကြတော့မွေးကင်းစားကလေးဆောင်ရှိတယ်လေနော်ဟိုအပေါ်ထက်ဒုတိယထက်ကြတော့ဒီခွဲစိတ်ဆောင်တစ်ရှိတာဟုတ်အဲ့ဒီဟာလူနာဆောင်နေမှာပေါ့သူတို့ချင်းချင်းစုပြီးအောက်မှာထိုင်ပြီးစကားပြောနေကြအဲ့ဟိုအုံနောက်နဲ့အာရုံကျော်ခွဲစိတ်ကအမားတယောက်ကပြောနေအမလေးတဲ့ငါတို့အုံနောက်နဲ့အာရုံကျော်ခွဲစိတ်ကဆရာဝန်တွေများလွန်တဲ့အမလေးတဲ့ငါအမအေးတဲ့သပင်ညအရှိကြီးပဲတဲ့ဒူကောင်းဒီရောက်တာအဲ့အုံနောက်သွေးကြောပေါက်လို့ခွဲတယ်ဆိုပြီးတော့တဲ့ခွဲကန်းနဲ့ခေါ်သွားတော့တဲ့ပြန်ထွက်လာတော့တဲ့ကရုံးကြီးဖြစ်နေတာတော့တဲ့ငါအမသပင်တွေဖြတ်ယူထားတာပါအေးတဲ့ငါမပြောချင်တော့ပါဘူးတဲ့အုံနောက်ခွဲစိတ်ပါတယ်ဆိုမှသပင်တွေပါမလားလို့တဲ့အော်အဲ့ဒါစပင်းတွေပါမလားလို့မကြင်မနဲ့နေဖြစ်နေတာနော်ဆရာဝန်တွေကလည်းပြန်တက်ပေးလိုက်တာမဟုတ်ဘူးပြီးတော့နောက်တစ်ယောက်ကဟိုမွေးကင်းစားတယောက်ကလည်းအမလီတဲ့ငါတို့မွေးကင်းစားလည်းပို့ဆိုးတယ်တဲ့အဲ့ဒီကဆရာဝန်တွေအကျဉ်းတရားကိုမရှိပါဘူးတဲ့ကလေးတွေအများကြီးပဲတဲ့ဓာတ်တွေကင်းထားကြကလေးတွေကအသားဝါလို့မိချောင်းပြထားတာအဲ့ဒါဓာတ်ကင်ထားတာဟိုအကျဉ်းမောင်းစားရင်းနဲ့ရည်ချင်းတဲ့သူတို့ပြောတဲ့ဟာတွေကိုအဲ့ဒါဟိုခွဲစိတ်ဆောင်တယောက်ကလည်းအေးတဲ့ငါလည်းပြောရအောင်မယ်တော့တဲ့အလုပ်တင်ဆရာဝန်လေးတွေကအေးတဲ့ဘာမှမတက်ပါဘူးတဲ့မသိဘဲနဲ့ရှောက်လုံနေကြနေမှာပါတဲ့အဲ့ဒါအစာရင်သွေးကြောပေါက်လို့တဲ့နှာခေါင်းထဲဟိုတော့တဲ့စီးပိုက်ကြီးနေတာကိုမအကျဉ်းမောင်းစားရင်းနဲ့မနေနိုင်တော့ရည်ကျင်တာနဲ့သူတို့လည်းထင်ရမြင်ရတယ်ရှောက်ပြောနေတာနော်ထားပြေးပြီးတော့အဲ့ကိုဖျားနာဆောင်ကိုပြန်လာရတယ်လူနာတွေများမလွယ်ဘူးနော်အဲ့မှာအတင်းနေချနေကြတာအဲ့ဒီမှာသူ့ပွဲပြီးတော့လူနာဆောင်တွေမှာအများကြီးပဲဘိုက်တော့ပီကယ်ရီနဲ့ပတ်သက်တဲ့ဟာတာလေးကြားဘူးလားပြောပြမယ်အဲ့ဆရာဝန်တွေပြီးတော့မော်တော်ပီကယ်ဖဲ့တော့လှည့်လာပြီနော်နော်ဟာတာအနေနဲ့ပြောရတော့တကယ်မဟုတ်ဘူးနော်မော်တော်ပီကယ်ရီရဲ့အရင်ဘဝအားတဲ့ဘယ်လိုဖြစ်ခဲ့တာလဲဆိုတော့တဲ့အရင်ဘဝတုန်းကတဲ့ဥမာပေါ့ကွယ်လမ်းမပေါ်မှာဒီလျှောက်သွားနေတဲ့ကွေးလင်လေးတွေပေါ့နော်အဲ့လိုလမ်းပေါ်မှာပြေးလိုက်လွှားလိုက်လုံနေနေအဲ့ဒီခွေးလေးတွေကိုတဲ့ကားတွေဆိုင်ကယ်တွေကဝင်တိုက်သွားကြတာပေါ့ကွယ်တိုက်ပြီးအခါကျမသိမရှင်လေးတွေလမ်းပေါ်မှာဖြစ်ပြီးအခါကျတော့သူတို့ကအဲ့မှာမသိမရှင်ဖြစ်နေတဲ့အချိန်မှာဆူတောင်းခဲ့ကြတာတဲ့နော်ငါတို့တွေပေါ့နော်သူတို့တွေတိုက်လို့ငါတို့တွေအခုသေရတော့မှာပေါ့အဲ့ဒါကြောင့်မလို့ငါတို့တွေနောက်ဘဝမြန်လူဖြစ်ခဲ့လို့ရှိရင်ဒီကားတွေဆိုင်ကယ်တွေငါတို့တိုက်သွားတဲ့ကားတွေဆိုင်ကယ်တွေကိုနိုင်စားတဲ့သူဖြစ်ပြရသေးဆိုပြီးပြောပြီးသူတို့ကတော်ကေသွားကြအောင်လမ်းပေါ်မှာနော်အဲ့လိုနဲ့သူတို့ကနောင်ဘဝရောက်တဲ့အခါလူဖြစ်လာတဲ့အခါကျတော့မော်တော်ပီကယ်တွေဖြစ်ကုန်ကြတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာမော်တော်ပီကယ်တွေပါရင်တော့စိတ်မကောင်းပါဘူးနော်အဲ့ဒါကြောင့်မလို့တဲ့နော်အဲ့တော့ကားတွေဆိုင်ကယ်တွေကမော်တော်ပီကယ်တွေမြင်တာနဲ့အကုန်လုံးကလန့်ဖြန့်ပြီးကြောက်နေရတာအဲ့ဒါကြောင့်လည်းရင်မောကတော့မော်တော်ပီကယ်တွေရဲ့ဘဝဟောင်းကအဲ့လိုတွေတဲ့နော်အဲ့ဒါတွေဟုတ်လေမောင်လေတော့မသိဘူးကိုလည်းဟာတာအနေနဲ့ပြောတာစိတ်မဆိုးကြနဲ့ကောင်းမှန်တယ်လို့ပြောလို့ရတယ်ကျွန်တော်ရဲ့အကိုကနတ်ဟောတာသူနတ်ဟောတာကိုကြည့်ပြီးကိုကဥတွေတက်ပြီးရည်ကျင်းနေရအဲ့မှာသူ့စီကိုလာမေးတာကိုကလည်းအကိုစီကိုမရောက်တာကြာလို့ဆိုပြီးတော့အလေသွားရင်းနဲ့သူနတ်ဟောတဲ့နေရာမှာထိုင်နေတာနော်စကားသမီးပြောအဲ့ချိန်မှာလင်မယားနှစ်ယောက်ကလာရောဆရာကြီးတဲ့ကျမတို့အဝါတဲ့ဒီအချားမြင်လေးမေးချင်လို့ပေါ့နော်ဆရာအရမ်းမှန်တယ်ဆိုလို့လာမေးတာပါဆိုပြီးတော့အဲ့သူ့ယောက်ျားဖြစ်တဲ့သူကတဲ့ညရောက်လို့ရှိရင်တဲ့ညညင်းနေပြီဆိုတာနဲ့အိမ်မောကြနေပြီဆိုတာနဲ့တဲ့ခွေးလိုပဲတဲ့ထပြီးဥတာဆရာရဲ့တဲ့ကျမတို့ကညားတာ3လပဲရှိသေးတာတဲ့ तू ကအဲ့လိုကြီးဖြစ်နေရတဲ့အတိတ်ဘဝဘာတွေများဖြစ်ခဲ့တာလဲမသိဘူးတဲ့ညရောက်ရင်ဥပြီးဆရာရဲ့တဲ့ခွေးဖေးနာမှာလာအဲ့ဒီလိုပဲအဲ့ဒါတဲ့အရင်ဘဝဘာတွေဖြစ်ခဲ့တာလဲကြည့်ပေးပါအောင်ဆရာရဲ့တဲ့ကုညီတောင်းပါတယ်ဗျအဲ့နဲ့အခုကလည်းအာယုံခံပြီးတော့မျိုးလုံးမိတ်ပြီးတော့သူလည်းအာယုံခံတာပေါ့အဲ့နဲ့
အဲ့တဲ့ငါမြင်တဲ့အတိုင်းပြောမယ်နော်တဲ့ငါ့ကိုစိတ်မဆိုးနဲ့ဆိုတော့ရတယ်ဆရာပေါ့နော်မြင်တဲ့အတိုင်းသာပြောပါတဲ့နင်တို့နှစ်ယောက်ကတဲ့အရင်ဘဝတဲ့လူတွေမဟုတ်ဘူးတဲ့နင်တို့လင်မယားနှစ်ယောက်လုံးကခွေးတယ်အဲ့ဒါတဲ့တူတူဆန်းဆန်းဟဲတဲ့ငါတဲ့မနှဲကိုကြည့်လိုက်ရတယ်နင်တို့နှစ်ယောက်ကတဲ့သူများအတွဲတွေကတော့လက်ချင်းချိတ်ပြီးတော့နော်တေကြတာပေါ့နော်နင်တို့လင်မယားနှစ်ယောက်ကလက်ချင်းချိတ်ခဲ့တာမဟုတ်ဘူးတဲ့ဖင်ချင်းချိတ်ပြီးတော့တေခဲ့ကြတာနင်တို့ခွေးဘဝတုန်းကတဲ့အဲ့မှာဖင်ချင်းပူးနေတော့ကားဝင်တိုက်ပြီးတဲ့ခါကျတော့တဲ့အဲ့ဟာတေခဲ့ကြတာတဲ့ဖင်ချင်းချိတ်ပြီးတော့တဲ့တေခဲ့တာတဲ့အဲ့ဒါပြီးတဲ့ခါကျစူတောင်းမခဲ့ကြတာတဲ့နောင်ဘဝရောက်တဲ့ခါမှာလဲပေါ့နော်ကျွန်တော်တို့ဒီသမီးသားအတွက်အဲ့လိုပေါင်းဖက်ရပါလို့ညားရပါလို့ကြီးဆိုပြီးတော့တဲ့အဲ့စူတောင်းပြီးတေခဲ့လို့နင်တို့ကဒီဘဝလည်းပြန်ညားတာတဲ့အရင်ဘဝကနင်တို့တွေအဲ့ဖင်ချင်းချိတ်တေခဲ့တဲ့ခွေးကိုမဒီတော့မလားသူတော်တာဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာရောအဲ့လိုစုံတွဲလေးတွေရှိတယ် ကိုကရည်ကျင်လို့မလို့ဗဇက်ပိတ်ပြီးအနောက်ထဲကိုပြေးပြီးတော့အနောက်ထဲမှာသွားပြီးတော့လှိမ့်ပိတ်ပြီးရည်ရတယ်။ဩခွေးတော်မှပြင်းရင်းစိတ်ပြီးတရားတဲ့ခွေးဖြစ်တယ် ဟုတ်လောင်တာလေ